အားလုံးပဲမင်္ဂလာပါခင်ဗျာအပတ်စဉ်ကြာတာပရင်းနဲ့တင်ဆက်နေကြဖြစ်တဲ့ Mnet News ကနေပြီးအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံဆိုင်ရာနောက်ဆုံးရသတင်းနဲ့တည်ထားတဲ့အချက်လက်တွေကို Mnet News ကနေပြီးတော့တင်ဆက်သွားပေးမှာဖြစ်ပါတယ်မနေ့ကဩဂတ်စ်လ6ရက်နေ့နဲ့ယနေ့9ရက်နေ့မှာမြန်မာနိုင်ငံမှာတာဝန်ရှိသူတွေဟာထိုင်းနိုင်ငံကိုတရားဝင်ခီးစဉ်လာလျက်ရှိပါတယ်ဒီခီးစဉ်အတွင်းထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံပူးပေါင်းဆောင်ရွက်ရေးနယ်စပ်ရေးရာကိစ္စတွေအပြင်နှစ်နိုင်ငံသက်ဆိုင်တဲ့အရေးကြီးကြောင်းအရာတွေကိုဆွေးနွေးသွားမယ်လို့သိရပါတယ်ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံဟာနယ်နိမိတ်ချင်းဆက်နေတဲ့နိုင်ငံတွေဖြစ်တယ်လို့ကုန်သွယ်ရေးအလုပ်သမားရေးရာနဲ့နယ်စပ်ဖြတ်သန်းသွားလာရေးတွေမှာလည်းနီးနီးကပ်ကပ်ဆက်သွယ်နေပါတယ်အထူးသဖြင့်ထိုင်းနိုင်ငံဟာမြန်မာနိုင်ငံသားတွေအများဆုံးလာရောက်ပြီးအလုပ်လုပ်ကိုင်နေကြတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်ထိုင်းနိုင်ငံမှာတရားဝင်မှတ်ပုံတင်ထားတဲ့နိုင်ငံသားအလုပ်သမားတန်းနဲ့ချီပြီးရှိနေပြီးတော့မြန်မာနိုင်ငံသားတွေဟာထိုင်းနိုင်ငံသားအလုပ်သမားအင်အားတွေကမှအကြီးဆုံးအုပ်စုတွေကတစ်ခုဖြစ်ပါဝင်နေပါတယ်မြန်မာလူသားအများစုကတော့ထိုင်းနိုင်ငံရဲ့စောက်လုပ်ရေးစက်ရုံနဲ့ထုတ်လုပ်ရေးစိုက်ပျိုးရေးအစားအသောက်နဲ့ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ကဏ္ဍမျိုးစုံမှာအလုပ်လုပ်ကိုင်နေကြပါတယ်။ဒါကြောင့်မို့လို့ထိုင်းနိုင်ငံမြန်မာနိုင်ငံကြားမှာဆွေးနွေးမှုတွေဟာအလုပ်သမားရေးရာနေဆက်ဖြတ်သန်းသွားလာရေးနဲ့နိုင်ငံပူးပေါင်းဆောင်ရွက်မှုစတဲ့အကြောင်းအရာတွေကိုထိုင်းနိုင်ငံမှာနေထိုင်လုပ်ကိုင်နေတဲ့မြန်မာနိုင်ငံသားတွေအတွက်လည်းစောင့်ကြည့်တဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိချိန်မှာတော့ဒီခီးစဉ်ကြောင့်မြန်မာလူသမားတွေရဲ့ work permit visa CI စတဲ့နေထိုင်ခွင့်ဆိုင်ရာစီးမြင့်တွေကပြောင်းလဲမယ်ဆိုတဲ့တရားဝင်ထုတ်ပြန်ချက်တော့မရှိသေးပါဘူး။ဒါကြောင့်မလို့ social media ပေါ်မှာပြန့်နှံ့လာနိုင်တဲ့သတင်းတွေကိုချက်ချင်းမြုံကြည့်ပဲထိုင်းဆိုရနဲ့သက်ဆိုင်ရာဌာနတွေရဲ့တရားဝင်ထုတ်ပြန်ချက်တွေကိုလည်းစောင့်ကြည့်ဖို့အရေးကြီးပါတယ်။ဒီခီးစဉ်အတွင်းမှာထိုင်းရောက်မြန်မာတွေနဲ့ပတ်သက်တဲ့အလုပ်သမားရေးရာ CI visa နဲ့ work permit နေဆက်ရေးရာသတင်းသစ်တွေလည်းထွက်ပေါ်လာခဲ့ရင် Mnet ကလည်းချိန်နဲ့တပြေးညီစီစဉ်တင်ဆက်သွားပေးမှာဖြစ်ပါတယ်။ထိုင်းမှာနေထိုင်နေတဲ့မြန်မာလူမျိုးတွေအတွက်အသုံးဝင်တဲ့သတင်းချက်လက်တွေကိုမလွတ်တမ်းသိရှိကြဖို့အတွက် Mnet ကို follow လုပ်ထားဖို့မမေ့ကြပါနဲ့ခင်ဗျာ Mnet News ကနေပြီးတော့စီစဉ်တင်ဆက်ပေးတာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ Mnet, your social partner.